သာသနာတော်နှစ်2550ခုနှစ်ကောဇာတက္ကရာ1369ခုနှစ်ဒုတိယဝါဆိုလဆန်း17ရက်နေ့ညရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်ဓမ္မစေတီလမ်းရှုစလစီပွားရေးတာဝန်အခမ်းအမှတ်905ခချင်းနေဥက္ကံသူဒေါခင်ခင်ဝေမိသားစုတို့၏နေအိမ်တိုက်ခန်းအတွင်းဝယ်ဆင်းကျင်းပပြုလုပ်အပ်သည့်ညဥယျာဉ်ဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုပြုကာတိကျူဖတ်ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တော်တိတုကရာတိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိတတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထပညာခြင်းရှင်တော်မြတ်တရားဤကမ္မဂောတိဟိတိဂရေကဘာရေအတွက်သင်္ချာတို့ဖြင့်တော်လဲအပမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးကအတိတုကေရဏိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျတိထဝေငါးပဲအစုအလုံးခဲရင်သောဟုလို့ကိုကရုဏာဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအထုတော်မူရသည်ဖြစ်၍ခေရအချင်းမျက်လုံးအသက်ဆုံးနဲ့နှလုံးစေဝံကိုရောဤပြမန်းခြင်းသောကတောဝဒနာတိကများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတဝါများယင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာအရှင်ဖြစ်တော်မူသောတသနာတသဝိနိယများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထပညာထိုရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်ပသွေဖြစ်ပါစေတည်းဘဝခရီးမှာရှောင်လန်းရမယ်လားလူတိုင်းဘဝတစ်ခုရထားကြရထားတဲ့အခါကျတော့မိမိတို့ရဲ့ဘဝမှာဘာသာတရားတွေကလည်းအမျိုးစုံရှိဟောပြောတဲ့ပုဂ္ဂိုလ်တွေကလည်းများတယ်ယုံကြည်ချက်တွေကလည်းအများကြီးရှိတယ်။ဘာနဲ့ဥပမာတူတယ်လဲလို့ဆိုရင်ဒီဘုံကြီးတစ်ခုကြည့်လိုက်လမ်းဆောင်တွေကအများကြီးအဲ့ဒီလမ်းဆောင်ရောက်နေတဲ့ပုဂ္ဂိုလ်တရားမှာဘယ်လမ်းကလျှောက်ရမလဲဆိုလမ်းရွေးချယ်ဖို့ဆိုတာတော်ခဲဘယ်လမ်းသွားရမလဲဒီကနေ့ခေတ်မှာလည်းကြည့်တော့ဘာသာတရားတွေတစ်ခုနဲ့တစ်ခုတူညီတာမဟုတ်အမှန်တရားလို့ပြောတဲ့အရာတွေဟာလည်းတစ်ခုနဲ့တစ်ခုမတူညီဘူးမတူညီတဲ့အခါကျတော့တစ်ခုကအမှန်လို့ပြောပေမဲ့တစ်ခုကျတော့အမှားဖြစ်နေတယ်အမှန်နဲ့အမှားရွေးချယ်ဖို့ရစမ်းမရှိဘူးဆိုလို့ရှိရင်ရွေးချ
တတ်ဖို့အမှန်တမ်းခရင်ပါတင်စားပြီးတော့ဘဝခရီးကိုဘယ်လမ်းကရှောက်ရမလဲကိုယ့်ကိုရွေးချယ်တတ်ဖို့အမှန်တမ်းအရေးကြီးပါဘုရားဘာသာတရားတော်ထဲမှာတောင်းမှပဲအရွေးခက်နေတဲ့ပုဂ္ဂိုလ်တွေရှိသေးတာပေါ့ဥပမာလဲမြန်မာနိုင်ငံမှာကမ္မထန်ကြီးတွေအမျိုးမျိုးရိတ်တာအမျိုးမျိုးရှိတဲ့ထဲမှာတချို့ရိတ်တာကဘာကိုရှုရမယ်လို့ဟောတယ်တချို့ရိတ်တာကဘယ်ဟာကိုရှုရမယ်လို့ဟောတယ်အဲ့ဒီလိုခေါ်တာကိုစာပေကျမ်းကမကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်ဘယ်လမ်းကပို့ပြီးတော့မှန်တယ်လဲဘယ်နည်းကပို့ကောင်းတယ်လဲဆိုတာပြောဖို့ခက်တယ်အဲ့ဒီလိုရွေးချယ်ဖို့ခက်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ဘုရားမြတ်စွာကလမ်းကြောင်းတစ်ခုကိုရွေးချယ်ပေးတယ်ဘုန်းကြီးတို့တွေအဲ့ဒီလမ်းကရှောက်ရမယ်ဘဝခရီးသွားတဲ့အခါဘုရားရွေးပေးတဲ့လမ်းအမှန်တရားနဲ့ပတ်သက်ပြီးတော့တွေးဝေစရာတွေဖြစ်လာလို့ရှိရင်မှန်ကန်တဲ့လမ်းကိုဘယ်လိုရွေးမလဲဆိုတာကိုဘုရားမြတ်စွာကကေသမုဒ္တိတုံးလို့လည်းခေါ်တယ်မြန်မာနိုင်ငံမှာထင်ရှားတာတော့ကာလမတုတ်လို့လည်းထင်ရှားတော်တော်များများကကာလမတုတ်လားအချို့အချက်ကလေးများကိုယူပြီးတော့ပြည့်ပြည့်စုံစုံမဟုတ်ဘဲနဲ့ဘုရားမြတ်စွာဟောထားတဲ့ကာလမတုတ်ထဲကအချို့အချက်ကိုယူပြီးတော့မပြည့်မစုံရေးသားထားကြတာလည်းရှိတယ်ဘုန်းကြီးကဒီကနေ့ကာလမတုတ်ကိုချုံးငုံပြီးတော့ကာလမတုတ်လားဘုရားဟောကြားတဲ့ရွေးချယ်ရမယ့်လမ်းဆိုတာပါပဲဘုန်းကြီးတို့တွေဘဝခရီးကိုရှောင်လန်းတဲ့အခါရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားကိုယ်လမ်းကိုရွေးချဖို့ပေါ့မြတ်စွာဘုရားကလည်းထိုကဲ့သို့ရွေးဖို့ရအတွက်နိလန်းညွှန်ပြပြီးတော့ဟောတာဖြစ်တယ်။ဘာဖြစ်လို့ဒီတော့ဟောတာတော့လို့ဆိုတော့ဒီတော့ဟောတဲ့နေရာဌာနကအိန္ဒိယနိုင်ငံကဒေသတစ်ခုမှာကောသလတိုင်းထဲမှာအပါအဝင်ဖြစ်တဲ့ဒီကုန်းရွာကြီးတစ်ရွာရှိတယ်။အဲဒီရွာကြီးကိုကေသမုဒ္ဒိရွာကေသမုဒ္ဒရွာလို့ခေါ်တယ်။အဲဒီကေသမုဒ္ဒရွာကြီးကဘယ်နှမ်းမှာရှိတော့လို့ဆိုတော့တောအုပ်ကြီးတစ်ခုရဲ့အဝင်ဝမှာရှိတယ်တဲ့။တောအုပ်ကြီးအဝင်ဝမှာရှိတော့ဆိုတော့ဒီတောတန်းကြီးကဖြတ်သန်းပြီးတော့ဟိုဘက်ကိုသွားကြရအဲ့တော့ဒီကေသမုဒ္ဒဆိုတဲ့ဒီကုန်းရွာကြီးကတောဘဝမှာရှိတော့တောစခန်းကိုဖြတ်သန်းလို့သူတိုင်းထိုကေသမုဒ္ဒမှာတဲခုပြီးစခန်းချကြရတယ်တောရန်ကြီးကိုဖြတ်သန်းပြီးတော့ဒီဘက်ရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာလည်းပဲကေသမုဒ္ဒဆိုတဲ့ဒီကုန်းရွာမှာခိတ္တခဏကျန်နာကြရဆိုတော့တကယ်စခန်းကြီးတစ်ခုဖြစ်နေတာပေါ့အဲ့ဒီကေသမုဒ္ဒရွာစခန်းကြီးမှာဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးညောင်များစွာတောစခန်းဖြတ်သန်းပြီးတော့ခရီးသွားကြတာရှိတယ်ဘုရားမြတ်စွာလက်ထက်ကလည်းဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တွေကအလွန်များတယ်အဲ့ဒီပုဂ္ဂိုလ်တွေကရောက်လာလို့ရှိရင်ကေသမုဒ္ဒရွာမှာဟောပြောပွဲတွေလုပ်သွားတယ်ဟောပြောပွဲတွေလုပ်လို့သွားကြတော့ဟောတဲ့ပုဂ္ဂိုလ်တိုင်းဟာသူ့ဝါဒကိုရှေ့တန်းတင်ပြီးတခြားပုဂ္ဂိုလ်တွေရဲ့ဝါဒကိုပုတ်ခတ်ပြီးပြပြောသွားတာတွေရှိတယ်များသူ့ဘာသာကကောင်းတယ်သူ့ဝါဒကကောင်းတယ်တခြားဝါဒတွေကမမှန်ဘူးတို့ဝါဒကကောင်းတယ်မင်းတို့တခြားဝါဒတွေကမမှန်ဘူးတဲ့မိမိဝါဒကိုရှေ့တန်းတင်ပြီးတခြားဝါဒတွေကိုပြစ်တင်ရှုတ်ချပြီးတော့ဟောတော်ကြတယ်
မြတ်စွာဘုရားကြွလာတဲ့အခါကျတော့ကေတဗုဒ္ဓယောကကာလမလို့ခေါ်တဲ့အမျိုးသားတွေဟာဘုရားရှိရာကိုထွက်လာကြတယ်ဘုရားအမတမထိုခေတ်ထိုကာလတုန်းကဘုရားမြတ်စွာဂုံတရင်အမတန်ကြီးတဲ့ပုဂ္ဂိုလ်ဂုံတရင်ကြီးတော့ဘုရားကြွလာပြီဆိုလို့ရှိရင်ဘုရားကိုလာရောက်ပြီးတော့စီကပ်ကြတယ်အဲ့ဒီလိုလာရောက်စီကပ်ပြီးတော့သူတို့ရဲ့အခြေအနေမှန်ကိုမြတ်စွာဘုရားကိုရှောက်တယ်ဘုရားဘာသာတွေတော့ဟုတ်မှမဟုတ်ဘူးအားလုံးကဘုရားဘာသာမဟုတ်ဘူးသို့တော့နာမည်ကျော်ကြားတဲ့ဘာသာရေးခေါင်းဆောင်တဦးလာတာဆိုပြီးတော့လာရောက်ပြီးတွေ့ကြတဲ့သဘောပဲအဲ့လိုတွေ့တဲ့ထဲမှာလူတွေကဘာလျှောက်တယ်ဆိုတော့အရှင်ဘုရားတဲ့ဘာသာရေးဆရာတွေဟာဂိုင်းပီတိကဘာသာရေးအမျိုးမျိုးကဒီကေတဗုဒ္ဓကိုရောက်လာကြတယ်ဘုရားတဲ့ရောက်လာပြီးတဲ့အခါမှာသူတို့ဘာသာတရားသူတို့ရဲ့အယူဝါဒကောင်းကြောင်းဟောပြီးတော့တခြားအယူဝါဒတွေကိုတော့မမှန်ဘူးဆိုပြီးတော့ပြစ်တင်ရှုတ်ချသွားကြတယ်ဗျာအဲ့ဒီလိုကြီးပဲသွားတော့တပည့်တော်တို့မှာဘယ်ဟာကအမှန်တရားလဲဘယ်ဟာကမမှန်ဘူးလဲဆိုတာရွေးချယ်ဖို့ခက်နေတယ်ဗျာဘယ်သူပြောတာမှန်ပြီဘယ်သူပြောတာမှားတော့တပည့်တော်တို့မှာရွေးချယ်ဖို့ခက်တယ်ဟောဒီကနေ့ခေတ်လည်းဒီလိုအခြေအနေပဲလောကမှာဘာသာတရားရဲ့တစ်ခုနဲ့တစ်ခုမတူဘူးမတူတဲ့ဘာသာတရားတွေကိုကြည့်လိုက်ရင်ဟောဘုဘာသာကကောင်းလို့ဒီဘာသာကကောင်းလို့ဟိုဟာကမှန်သလားဒီဟာမှန်သလားဘယ်ဟာကိုရွေးချယ်ပြီးလိုက်နိုင်ရမှာမသိအောင်လူတွေမှာအခက်ခဲကြုံနေကြပါကေတဗုဒ္ဓရွာကလူတွေကလည်းဒီလိုခက်ခဲကြုံနေလို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်တော့မြတ်စွာဘုရားကဟုတ်တာပေါ့တဲ့အမျိုးမျိုးပြောနေတဲ့ကြားထဲကနေဘယ်ဟာမှန်တယ်လဲဘယ်ဟာမှားတယ်လဲဆိုတာတန်တရားဖြစ်เสียအကြီးပဲတလောကဘုန်းကြီးစီတက္ကသိုလ်ရောက်လာတော့တချို့ပုဂ္ဂိုလ်တွေရဲ့အတွေးကိုသူကရှောက်တယ်တချို့ဘာသာတရားကလိုက်နာဖို့အမှန်တန်ခက်ခဲတချို့ဘာသာကလိုက်နာဖို့ခက်ခဲလွယ်တယ်ပေါ့တချို့ဘာသာခက်ခဲပြီးတချို့ဘာသာလွယ်တော့လူဆိုတာအလွယ်ကြိုက်တယ်ဆိုပါစို့ဘုရားဘာသာရဲ့အခြေခံကိုပြောမှဆိုရင်ဘုရားဘာသာကံကိုင်းအကျိုးကိုလေးနဲ့ထားပြီးတော့ဟောတယ်ကုသိုလ်ကံအကုသိုလ်ကံကိုလောက်တာကိုခံရတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံရတယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးစံစားရတယ်ကံကိုင်းအကျိုးအလေးနဲ့ထားပြီးတော့ဘုရားဘာသာမှာဟောတာကိုလုံးကိုခံဘုရားဘာသာတရားကမှားတာမရှိဘူးဒီလိုဟောတော့တချို့ဘာသာကတော့အဲ့လိုမဟုတ်ဘူးလုပ်ချင်တာလုပ်ဘုရားရှိဒူးထောက်ပြီးတော့ confession လုပ်လိုက်တောင်းမှလည်းမယ်ဆိုရင်အဖြစ်ဒီအကုန်ပြေပြောက်သွားတယ်ဆိုလွယ်တာဟုတ်လွယ်တော့စိတ်ကူးထဲမှာသူတို့ဘယ်လိုပေါ်တော့လို့ဆိုတော့ဘုရားကိုကိုးကွယ်ထားရတယ်ဘုရားကမလည်းမမဘူးကိုဖြစ်တာကိုခံရမယ်ဆိုလို့ရှိရင်မလည်းဘုရားကိုးကွယ်ရတာကိုကောင်းမလားလို့ဒီလိုအတွေးမျိုးတွေဝင်ကြတာမျိုးရှိမလည်းဘုရားကိုယ်ကိုယ်ရတာပို့ပြီးတော့မကောင်းဘူးလားအဲ့ဒါနဲ့ပတ်သက်ပြီးဘုန်းကြီးကပြောလိုက်တယ်အေးတကယ်ဟုတ်ရင်တော့မရတရားကိုယ်ကိုယ်ကောင်းတာပေါ့မမပဲနဲ့မရချင်းနေပြီးတော့ကိုယ်ကိုယ်တော့ဒါလူဖြစ်ရှုံးတယ်ဘုရားအားကိုးနဲ့လှုပ်ချင်ရလို့အချိန်ကြရင် confession လုပ်လိုက်လို့ရှိရင်အားလုံးပြပြောက်တယ်ဆိုတာသူပြောတဲ့အတိုင်းတကယ်ဖြစ်သလားမဖြစ်ဘူးလားဆိုတာတော့စဉ်းစားဖို့လိုတယ်ဖြစ်ရင်တော့လည်းအားကိုးစရာကောင်းတာပဲဟုတ်တယ်လေလူဆိုတာအလွယ်ကြိုက်တာပဲ
ုန်းကြီးကဥပမာတစ်ခုပြောပြတယ်အေးဖြစ်မှုတစ်ခုကိုကျူးလွန်ပြီးတဲ့အခါဥပဒေအရအရေးယူခံရပြီအဲ့ဒီအရေးယူခံရတဲ့အခါမှာဘုရားရှင်မှာ confession လုပ်လိုက်ပြီးတော့ဒီအပြစ်ကခွင့်လွှတ်ပါတရားရုံးမှာဖြောင့်ချက်ပေးပြီးဒီအပြစ်ကလွတ်ငြိမ်းချမ်းသာခွင့်တောင်းရင်လောကမှာရနိုင်သလားမရနိုင်နော်လက်တွေ့အားဖြင့်မရနိုင်တာကိုရတယ်လို့ထင်ပြီးတော့ပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်ကိုရုံးမနေပြီဘူးလားအေးလောက်ချင်တာလုံးမယ်တရားရုံးကြတော့ငါဖြောင်းချက်ပေးလိုက်မယ်ဖြောင်းချက်ပေးလိုက်တဲ့တည်းနဲ့ပြစ်မှုတွေအားလုံးဘယ်လိုမျိုးလွတ်စေဆိုရမှာရပါဘူးလူလုံးတဲ့ဥပဒေကတော့မရဘူးဆိုရင်တဘာဝတရားကလုပ်ထားတဲ့ဥပဒေဘယ်လိုလုပ်ရမလဲဆိုတော့သူကစဉ်းစားပါအဲ့ဒီချက်လောကမှာအပြောနဲ့တင်ကလောကမှာအများကြီးရှိတယ်တကယ်လက်တွေ့မဖြစ်ဘူးနော်တကယ်လက်တွေ့မဖြစ်တာတွေအများကြီးရှိအဲ့တော့ကိုလို့ရင်ကိုခံရတယ်ကိုကြိုးစားရင်ကိုဆံရတယ်ဆိုတာအလွန်ခြေတတ်တဲ့ဘုန်းကြီးတို့ကတော့ဘာဖြစ်လို့လဲဆိုအရာရာဘုံဘုံကတည်တာလေလက်တွေ့ကြတော့လည်းမဟုတ်ဘူးလားဆိုဟုတ်တယ်ကလေးတွေစာဝတ်ဖြစ်တဲ့ကလေးတွေကြီးကိုစားချက်ကိုရတာပဲလေကိုစားရင်ကိုဝတာပဲသူများစားတာထိုင်ကြည့်ရင်ကိုမဝဘူးပေါ့လက်တွေ့တကယ်ကို practical ကြတာဘုရားတရားတော်တကယ် practical ကြဘလို့လဲကိုခံရတယ်ဆိုတကယ်လက်တွေ့မှလည်းဟုတ်တယ်ကိုကြိုးစားရင်ကိုဖြစ်တာမကြိုးစားရင်မဖြစ်ဘူးဉာဏ်ဉာဏ်တွေဘလောက်ကောင်းကောင်းအိုင်ကျူဘလောက်မြင့်မြင့်မကြိုးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဘာမှဖြစ်မှာကြိုးစားပြီဆိုရင်လောကဝိရိယရဲ့အကျိုးခံတာအေးအရာရာမှာဘုရားသခင်ကမနေတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတယ်အချိန်တန်ဘုရားအားကိုးဖို့ဆိုတော့သူကကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားเสียဘာမှမလုပ်ဘူးwhat should be done, what should not be done ဘာလုပ်တဲ့လဲဘာမလုပ်တဲ့ဘူးလဲဆိုတော့ခွဲခြားเสียလည်းမလုပ်ဘူးလုပ်တဲ့မလုပ်တဲ့စဉ်းစားနေเสียမလုပ်ဘူးလုပ်ချင်တာလုပ်လူရဲ့ဉာဏ်ဉာဏ်လူတွေကလည်းဘာမှတန်ဖိုးမရှိဘူးလူရဲ့လုံလဝိရိယလည်းဘာမှတန်ဖိုးမရှိအတိမမပြုတဲ့သဘောဖြစ်သွားတရားရာဘုရားသခင်ရဲ့လူတော်ကြားလို့ဒီလိုဖြစ်သွားတာပေါ့အဲ့တော့လက်တွေ့မှာဒါလေးအကုန်ဖြစ်နိုင်သလားလို့ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ပဲစဉ်းစားကြည့်ဘုရားမြတ်စွာဟောတဲ့တရားတွေကလက်တွေ့လုံးလို့ရတဲ့တရားကိုဟောတာနော်စိတ်ကူးရင်ပြီးတော့မျှော်မှန်းရမှာမဟုတ်ဘူးဒီကလေးလုံးနေတဲ့လုံးရသည့်လက်ဖြင့်ကအကျိုးဖြစ်ဖို့ပဲတကယ်လုံးနေဆိုပါစို့ဒီလမ်းပေါ်မှာရှောက်နေဒီစခန်းရောက်မယ်ဆိုတာသိချာနေတာပဲလမ်းကြောင်းပေါ်မှာရှောက်နေပြီထိုလမ်းကြောင်းမှန်မှန်သာရှောက်နေစခန်းကိုမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေလမ်းကြောင်းမှန်ရင်ထိုစခန်းကိုရောက်သွားမှသိချာဆိုပါတော့ရွှေကုံဘုရားကိုသွားရွှေကုံဘုရားကိုဥတည်ထားတဲ့လမ်းကြီးပေါ်မှာသာရှောက်ရောက်ကိုရောက်သွားမှာအေးရောက်ပြန်တော့ပြန်မရှောက်နဲ့မရောက်တဲ့လမ်းလည်းမရှောက်နဲ့မရောက်တဲ့လမ်းလျှောက်မယ်ပြောင်းပြန်ပြန်လျှောက်မယ်ဆိုရင်ရွှေဘုရားရောက်မှာမဟုတ်ဘူးဒါတွေကငြင်းပယ်လို့ရတဲ့အရာတွေမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကလက်တွေ့အနေနဲ့ကေတဗုဒ္ဓိကလူတွေကိုကေတဗုဒ္ဓရွာလူတွေကိုလက်တွေ့အနေနဲ့ကိုယ်ပိုင်ဉာဏ်ချက်လုံးဖို့မြတ်စွာဘုရားဒီလောက်တာကိုဟောထားတာအဲ့ဒီလောက်တာဟာလူတိုင်းအတွက်ဘဝခရီးမှာခိုင်တိုင်းတစ်ခုရုံးမဲ့လို့လည်းပြောချင်ပြောတော့ခရီးလမ်းကြောင်းအတွက်အမြဲတမ်းတန်ဖိုးရှိတဲ့အရာတစ်ခုကိုဘဝခရီးရွေးချယ်ရမယ်လမ်းဒီထဲမှာပြတယ်ကေတမုဒ္ဒိကလူကေတမုဒ္ဒရွာကလူတွေကိုမြတ်စွာဘုရားအေးဒီလိုတန်တရားဖြစ်နေတယ်ဆိုလို့ရှိရင်ငါပြောမယ်
အမှန်တရားကိုရှာတဲ့အခါမှာမာအနုတ္တဝိနတခြင်းတဆင့်ကြားစကားပေါ်မှာအခြေခံပြီးတော့လည်းအမှန်တရားကိုမရှာနဲ့ဘုရားပြောဒီလူကပြောတဆင့်ကြားစကားဆိုတဲ့အားပေါ်မှာအခြေခံပြီးတော့လည်းအမှန်တရားကိုမရှာနဲ့tradition လို့ခေါ်တဲ့အစဉ်အလာကျင့်သုံးလာတဲ့အစဉ်အလာယုံကြည်ချက်တွေနဲ့လည်းပဲအမှန်တရားကိုမရှာနဲ့။ဘာဖြစ်လို့လဲဆိုရင်တဆင့်ကြားစကားဆိုတာတွေကလည်းမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်။ဟုတ်ချင်မှလည်းဟုတ်တယ်ဟုတ်ရင်လည်းဟုတ်တယ်။တေချာတော့မပြောနိုင်။ tradition လို့ဆိုတဲ့လူမျိုးတစ်မျိုးကအစဉ်အလာကျင့်သုံးလာတဲ့လက်ခံလာတဲ့အရာလည်းမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်။တေချာတော့မပြောနိုင်ဘူး။ဒါကြောင့်မို့အဲ့ဒါလည်းမဆုံးဖြတ်နဲ့။မာဣတိခိရာယဒုတိယကလာပြီးဒါဒီလိုတဲ့လို့report လုပ်တာနဲ့လည်းအမှန်တရားကိုဆုံးဖြတ်လို့မရဘူးတဲ့သူပြောတဲ့ report ကမှန်ရင်လည်းမှန်မယ်မှားတယ်လည်းမှားတယ်ဒီရင်ရပ်မနေနဲ့လို့ဆိုနောက်တစ်ချက်ကမာပိဋကတံပဒာနေနာပိဋကဆိုတာကိုသင်ထားတဲ့စာကိုသင်ထားတဲ့စာနဲ့ကိုက်ညီရဲဆိုရုံနဲ့လည်းပဲအမှန်တရားကိုဆုံးဖြတ်တယ်ပေါ့ဟောစာထဲမှာဒီတိုင်းပါတာပဲစာအုပ်ထဲမှာဒီလိုရေးထားတာပဲဆိုတာနဲ့လည်းအမှန်တရားကိုဆုံးဖြတ်တယ်ဘာဖြစ်လို့လဲဆိုစာအုပ်ထဲမှာရေးထားတာမှားတယ်လည်းမှားမယ်မှန်တယ်လည်းမှားမယ်ပေါ့ပြောလို့မရဘူးခဏခေတ်မှာနိုင်ငံတကာမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတယ်ဘုဒ္ဓဇင်ဆိုတဲ့ခေါင်းစဉ်တက်ထားတဲ့စာအုပ်တွေတော်တော်များများကိုယ်ယူဝါဒတွေနဲ့ရောပြီးတော့ရေးထားတဲ့စာအုပ်တွေတော်များမြတ်စွာဘုရားရဲ့အာဘောအတိအကျမဟုတ်ဘဲနဲ့ကိုယ်ထင်ရမြင်ရရေးထားတာမျိုးတွေအများကြီးပဲရှိတယ်။ခေါင်းစဉ်တက်တာတော့ဘုဒ္ဓဇင်ပဲဒီစာအုပ်ထဲပါတယ်ဆိုပြီးတော့အကုန်လုံးစာအုပ်ထဲကပါတဲ့အတိုင်းပဲမှန်တယ်လို့ဒီလိုမတွေ့ရဘူးတဲ့မြတ်စွာဘုရားမှန်တရားရှာလို့မရဘူးနောက်တစ်ခုကအမှန်တရားကိုရှာတဲ့နည်းတစ်နည်းရှိတယ် logic လို့ခေါ်တယ်အဲ့ဒီ logic ဆိုတဲ့နည်းနဲ့ရောအမှန်တရားကိုရှာလို့ရမှာရှာလို့မရဘူးလေအမှန်တရားရှာ logic နဲ့ရှာလို့မရဘူးကြိုးကြောင်းဆင်ခြင်တဲ့နှစ်ခုအဲ့ဒီနည်းစနစ်တစ်ခုကြီးမှန်တဲ့ကမှန်တယ်မမှန်တဲ့ကမှန်ကျိုးကြောင်းဆင်ခြင်တယ်ဆိုတာလူတိုင်းဟာတင်ကျိုးဖြစ်တယ်ဥပဆိုတဲ့လူဟာလူဖြစ်တယ်ဒါကြောင့်ဥပဟာတင်ကျိုးဖြစ်တယ်ဟောဒီအချက်တော့မှန်တယ်တခြားနည်းနဲ့တခါတွက်ပြီးတော့ရှိမှန်မြန်ငှက်ဒီဖြူတော့အယောင်ရှိတယ်ကိုဖြူတဲ့ငှက်တကောင်ကိုကြည့်ပြီးငှက်ဟာဖြူတယ်ဒါကြောင့်မို့ကြီးကန်းနေဖြူတယ်လို့ဆိုရင်မှားပါမယ်အဲ့ဒါလို့ logic နည်းနဲ့ဆင်ញင်တိုင်းတာလို့ရှိရင်လည်းအမှန်တရားဆောင်တွေ့နိုင်ဘူးလေဒါနဲ့လည်းမသုံးသပ်နိုင်လို့ဒါကြောင့်မို့ဘုရားရဲ့တရားတော်တွေအတ္တကဝါစရော logic နည်းနဲ့သင်ကြားစားလို့မရဘူးမှန်တရားတခါတလေကျတော့ inference လို့ခေါ်တဲ့အနုမာနဆိုတာမှန်းဆပြီးတော့ရှိတာဆိုပါတော့တရားပင်ကတရားဒီတလုံးကိုဒီပင်ကတရားဒီကိုဆွတ်ပြီးတော့စားကြည့်လိုက်တယ်တရားဒီကချင်းတဲ့တရားဒီတွေ့တဲ့အခါကျတော့ဒီတရားဒီချင်းတယ်လို့ကြာတဲ့တရားဒီတွေလည်းအကုန်အချင်းကြီးပဲလို့ဒီကုန်းဆွဲရင်မမှန်ဘူးချိုးတဲ့အသီးလည်းရှိနေတယ်ဒီလိုဒီဟာစတ်တာများတယ်လို့မဟုတ်ချိုတဲ့နေပြီးလည်းရှိသေးတယ်အဲ့ဒါမျိုးလို့ပေါ့ inference ဆိုတာလည်းပဲသိပြီးအမှန်တရားကိုရှာတဲ့အခါမှာလုံလောက်တဲ့ဆုံးဖြတ်ချက်ကိုမပေးနိုင်ပါဘူး
အကျိုးကိုကြည့်ပြီးအကြောင်းကိုဆုံးဖြတ်တာအကြောင်းကိုကြည့်ပြီးတော့အကျိုးဆုံးဖြတ်တာဒါကိုအနုပါဒလို့ခေါ်တယ် inference အဲ့ဒါနဲ့လည်းအမှန်တရားဆိုတာဆုံးဖြတ်လို့မရဘူးတဲ့ဉာဏ်ဆိုင်ရာလောကမှာအမှန်တရားကိုလူတွေလက်ခံနေကြတာဒါတွေပေါ်မှာအခြေပြုနေကြတယ်နောက်တစ်ခုကအာဂါရပရိဝိတက်ကဝိသန္နလို့ခေါ်တယ်ကျိုးကြောင်းဆင်ခြင်ပြီးတော့ဖြစ်ဒါတွေကတော့အကြောင်းနဲ့အကျိုးနဲ့စီလျော်တယ်လို့ဆိုပြီးတော့အမှန်တရားကိုရှာလို့မရဘူးတဲ့အဲ့ဒါလွယ်တဲ့အခါလွယ်သွားနိုင်တယ်ဒါကြောင့်တေချာတဲ့အရာမဟုတ်ဘူးနောက်တစ်ခုလူတွေကအမှန်တရားကိုရှာတဲ့အခါမှာဘာနဲ့ရှာနေရှိဒိဋ္ဌိနေစာနဲ့ခန္တီတာကိုယ်ကအမျိုးမျိုးတွေးခေါ်ပြီးတော့ကြိုက်နေတဲ့လို့ယူထားတဲ့အယူဝါဒနဲ့ကိုက်နေလို့ရှိရင်လက်ခံကြတယ်ဟာငါကြိုက်တဲ့အယူဝါဒနဲ့တွေ့ငါအချင်းနဲ့ကိုက်ငါအမြင်နဲ့တော့မှန်တယ်လို့ဆိုပြီးတော့ကိုယ်အမြင်လေးနဲ့မှန်လို့ရှိရင်ပဲမှန်တရားလို့ဒီလိုလက်ခံကြတယ်အဲ့ဒါလည်းပဲစိတ်ချရတဲ့အရာတစ်ခုမဟုတ်ဘူးနောက်တစ်ခုလူတွေကအမှန်တရားကိုရှာတဲ့အခါမှာဒါလေးကတော့မှတ်သားထိုက်တယ်ဟုတ်တယ်ယုတ်တိရှိတယ်ဆိုတာလေးနဲ့အမှန်တရားကိုလက်ခံကြတယ်ရှေ့ဆက်မစင်စားဘူးဒါလည်းပဲစိတ်ချရတဲ့အကြောင်းတရားတစ်ခုမဟုတ်ဘူးနောက်ဆုံးတစ်ခုမြတ်စွာဘုရားကမာသမနောနောကရုဒီပုဂ္ဂိုလ်ကြီးကတော့တို့ရဲ့ဂုရုကြီးပဲဆရာကြီးပဲသူပြောတာတွေမှန်ရမယ်လို့ဒီလိုလဲသွားပြီးဆုံးဖြတ်တယ်ဂုရုမဆရာပြောတာပဲဆရာစကားဆိုပြီးတော့မှန်တရားလို့ဒီလိုမဆုံးဖြတ်ပါနဲ့အခုပြောခဲ့တဲ့အချက်တွေကအမှန်တရားကိုဆုံးဖြတ်တဲ့အခါမှာအာဟုယုံကြည်လောက်တဲ့အကြောင်းတရားတွေမဟုတ်ဘူးတဲ့မြတ်စွာဘုရားကအာဟုယုံကြည်လောက်တဲ့အကြောင်းတရားဆိုတာကိုယ်တိုင်လက်တွေ့သိတဲ့ပုံမှာအခြေပြုပါကိုယ်တိုင်သိထားတဲ့အချက်ပုံမြတ်စွာဘုရားကဟောတယ်အေးလောဘဆိုတဲ့သဘောတရားဒေါသဆိုတဲ့သဘောတရားမောဟဆိုတဲ့သဘောတရားပြည့်ရှိသလားအပြည့်မရှိဘူးလားညမလိုပြောပါဆိုရင်ငရဲကြည့်သလားမကြည့်ဘူးလားကိုယ့်အကိုစဉ်းစားကြည့်ပေါ့ငရဲကြည့်တာမကြည့်တာပြည့်ရှိတာမရှိတာဘာနဲ့တိုင်းတာလဲဒေါသဖြစ်လာပြီဆိုလို့ရှိရင်ထင်ရှားတဲ့ခုပြောကိုယ်စိတ်ထဲနှလုံးထဲမှာဒေါသဆိုတာဝင်လာတာနဲ့တိုင်းနဲ့စိတ်နှလုံးရဲ့အေးချမ်းမှုတွေလက်လို့ဆုံးရှုံးသွားတာဒါသိကြပါဦးငြိမ်းချမ်းတဲ့စိတ်ကလေးကိုယ်မှမရှိတော့ဘူးပင်ကိုတည်ငြိမ်တဲ့စိတ်ကလေးပျက်စီးသွားအဲ့ဒါဒီမဲ့အပြစ်ဖြစ်သွားပြီပေါ့ဒါဒီပဲဆိုးကျိုးခံရပြီပဲနောက်ဘဝငရဲရောက်တာမရောက်တာအသာထားဒေါသဆိုတာလေးကဖြစ်လာတာကောင်းမလားမကောင်းမလားစဉ်းစားကြည့်ဖြစ်လာတဲ့အချိန်ကနှလုံးသားကိုပူလောင်စေအရာရာကိုမချင်မနှက်ပြီးဖြစ်လာအတွေးတွေကလည်းပဲရိုင်းဆိုင်တဲ့အတွေးမျိုးတွေတွေးလာတယ်ဒေါသဖြစ်လာလို့ရှိရင်ပြုံးရှင်တဲ့မျက်နှာပျက်စီးသွားတယ်လူတကိုယ်လုံးအသားဆဆတုံးလာတယ်ပြင်းထန်လာလို့ရှိရင်ဟောပါဇက်ကပြောပြီးဆိုတဲ့အခါမှာလည်းကျင်နာတဲ့စကားလုံးမထွက်ဘူးတဲ့မကြောက်မနာတာစကားမျိုးတွေကိုပြောရဲလာလုပ်တဲ့အလုပ်ကလည်းပဲကိုယ့်အတွက်နေနာမဲ့အလုပ်တွေသူများအတွက်နေနာမဲ့အလုပ်တွေဟောဒါမျိုးတွေလုပ်အဲ့တော့ဒေါသမှာလက်တွေ့ကြကြစဉ်းစားပြီးတော့ကြည့်လိုက်လို့ရှိရင်သူများကိုလုပ်တာမလုပ်တာဒါကကိုယ့်ရဲ့နှလုံးသားနဲ့ဖြစ်လာတဲ့အချိန်ကစတည်ငြိမ်မှုတွေဆုံးရှုံးသွားတာဒါလူတိုင်းသိတဲ့အခါပဲခါတိုင်းလိုပျော်ရွှင်နေတာတွေဆုံးရှုံးသွားပြီငြိမ်းချမ်းနေတဲ့စိတ်ကလေးဆုံးရှုံးသွားပြီနောက်ဆုံးမှာသွေးတိုးယောဂရှိရင်သွေးတက်သွားမယ်နှလုံးယောဂရှိတဲ့ဆိုဟာတက်ရသွားမယ်ချက်ချင်းဒုက္ခပြီဒါထင်ရှားတဲ့တာရကအဲ့လိုကိုယ်တိုင်သိနေတာဒေါသကောင်းမလားမကောင်းဘူးလားဆို
ကောင်းဘူးလို့ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချရပြီပေါ့ရသဗျာကအဲ့ဒါကိုပေါ်လို့ဖြစ်ပါတဘာဝတရားတွေဘယ်ဘုရားကပဲဒေါသကောင်းတယ်လို့ဒီလှုပ်ချင်တာတွေလှုပ်ငါရှိဝန်ခံလိုက်လို့ရှိရင်အပြစ်တွေအကုန်ပြောက်သွားဖြစ်ပြီးသားအပြစ်တွေဘယ်လိုလုပ်ကြောက်ဒေါသကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေဆုံးရှုံးပြီးသွားပြီနှလုံးသားထဲမှာအမုန်းတရားဝင်လာတာနဲ့ကြိုင်နဲ့အေးချမ်းတဲ့စိတ်နှလုံးတွေဟာဆုံးရှုံးသွားပြီတည်ငြိမ်တဲ့စိတ်ကလေးတွေဆုံးရှုံးသွားပြီမပြောသင့်တာတွေပြောပြီးသွားပြီမလုပ်သင့်တာတွေလုပ်ပြီးသွားပြီပြင်လို့ရမရတော့ဘူး What should be done cannot be undone လုပ်ပြီးသားတဲ့ခုကမလုပ်ဘူးလို့ပြောလို့မရတော့ဒီတွေကမှားပြီးချွတ်ချော်တဲ့အားတစ်ခုဖြစ်သွားအဲ့တော့ဒီလောဘဒေါသဆိုတဲ့သဘာဝတရားဟာပြစ်ရှိတာလားမရှိဘူးလားပြစ်ဆိုတာဘာလို့မကောင်းတဲ့အကျိုးတွေပေးအပြစ်တွေပြစ်ရှိတာလားမရှိဘူးလားဆိုရှိတာပေါ့ပညာရှိတွေကချီးမွမ်းတယ်လားကဲ့တယ်လားဆိုကဲ့တာပေါ့ဒေါသကိုဘယ်သူမှမချီးမွမ်းဘူးဘယ်ပညာရှိကမှဟေးဒေါသဆိုတော့ကောင်းတယ်စိတ်ဆိုးတာကောင်းတယ်ဘယ်သူမှမပြောဘူးနော်ပြောကြလို့ရှိရင်ဒီခန္ဓာစိတ်မဆိုးကြတဲ့တရားနဲ့တရားသိအောင်နေကြရဲဒါပဲပြောမှာလူကြီးလူပါလေမင်းတို့ရံဖြစ်ကြတရားနဲ့တရားမတည့်ကြတဲ့မုန်းကြလို့ဘယ်သူမှမဟောဘူးနော်ချို့တူပဲလောဘဆိုတဲ့သဘောတရားနဲ့စဉ်းစားကြည့်လောဘဆိုတဲ့သဘောတရားဟာကောင်းသလားလို့ကိုယ့်ကိုယ်ဆန်းစစ်ကြည့်လို့ရှိရင်ဒီလူဆိုတာလောဘတော့ရှိမှာပဲကိုယ်ပစ္စည်းကိုနှမျောတာကိုယ်ပစ္စည်းကိုလိုချင်တာကိုယ်သားမယားပေါ်ကိုတတ်မဲ့တာကိုယ်မိသားစုပေါ်ကိုတွေ့တာဒါအပြစ်လားလို့မေးကြတယ်အပြစ်ဆိုဒီမှာမကောင်းတဲ့အကျိုးကိုလည်းဆောင်းလာတဲ့သဘောကဲလောဘရှိလို့ကိုယ်ပစ္စည်းကိုနှမျောတာကိုယ်ပစ္စည်းကိုတွေ့တာကိုယ်မိသားစုပေါ်မှာကိုတွေ့တာအပြစ်မရှိဘူးလို့ထင်တယ်လားဘယ်လိုအပြစ်ရှိတော့ဆိုရင်တွေ့တာလို့ရှိရင်ဘာဖြစ်တုံးဆိုရင်တောကဖြစ်တာပေါ့တောကဆိုတဲ့ဆိုးကျိုးကိုဘယ်သူကယူလာတာလို့ဆိုလောဘကယူလာတာဒါအနည်းဆုံးပြည့်လေးတွေ့တာတဲ့နေရာမှန်တယ်မြတ်တောကဆိုတာလာတာပဲတောကဆိုတာကောင်းတဲ့အရာလားဆိုမကောင်းဘူးစိတ်ကူတဲ့ရကြီးတဲ့ပုဂ္ဂိုလ်တွေပုံပြီးတော့ဆိုလေးမိခင်မိဘတွေသာသမီတွေနဲ့ပတ်သက်လာအချိန်တန်လို့အိမ်ပြန်မရောက်ဘူးဆိုလို့ရှိရင်တမျိုးမျိုးနဲ့အိမ်မပြောစားဖြစ်လာအမျိုးမျိုးတွေးတယ်လေအပြင်ထွက်သွားပြီဆိုရင်ဘာများဖြစ်လာမလို့ကားရှိတဲ့ပုဂ္ဂိုလ်ကလည်းကားမောင်းသမားနဲ့အပြင်လွတ်လိုက်ရပြီဆိုရင်ကားအိမ်ပြန်မရောက်မချင်းတိုက်ညာလာမလားမှောက်ညာလာမလားနဲ့တော့ကရှိမရှိတယ်တောကဖြစ်ပစ္စည်းရှိတဲ့ဆိုတာလည်းပစ္စည်းအတွက်ကြောင်းကြသာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်ကြောင်းကြအဲ့ဒါလောဘကပေးတဲ့ပြဿနာတွေပေါ့လောဘကပေးတဲ့ problem တွေပဲလောဘမရှိဘူးဆိုလို့ရှိရင်ဒါတွေဟာငြိမ်းနေမှာပဲသိကြတယ်မြတ်စွာဘုရားဟောတာပိယတော်ဆိုင်တွေတော့ပေါ်ရှင်းရှင်းလေးပဲချစ်ခင်တွေ့တာမှုဒီတောကကိုမွေးဖွားပေးတတ်သည်ဆိုလူတွေကတော့ကြိုးစားတယ်လေတောကကဲမွေးရတဲ့ကြိုးစားတယ်သို့တော့တစ်ဖက်ကချစ်ခင်တွေ့တာမှုကြီးတော့မလျှော့ဘူးဆိုတောကပဲလျှော့လို့ရမှာတော့အကြောင်းနဲ့အကျိုးကဆက်နေတာအဲ့ဒါဒီပြင်လည်းကြက်ကဲဒီလောဘကို control လုပ်ရင်လည်းမလုပ်ဘူးဆိုလို့ရှိရင်ဒီလောဘကဘာဖြစ်လာတော့လို့ဆိုကိုယ်ပစ္စည်းလိုချင်တဲ့လောဘသည်ကိုယ်ပစ္စည်းတွေမကဘူးသူများပစ္စည်းကလိုချင်လာပြီဆိုရင်ဟောကြာဆုံးမှုတွေဖြစ်သွားတယ်ခုံမှုတွေဓမြတိုင်မှုတွေကြာဆုံးမှုကျူးလွန်မှုတွေဟာဟောဒီလေလောဘကြောင့်ဖြစ်နေတာအဲ့တော့လောဘရဲ့အပြစ်ကလောက်ထင်ရှားဒါကြောင့်မလို့လောဘကိုပညာရှိတွေကဒီမကောင်းဘူးလို့ပြောကြတာဒါလည်းတွေ့ပဲမကောင်းဘူးလောဘမထိန်နိုင်ဘူးဆိုရင်သူပုဂ္ဂိုလ်ဒီတာမန်လူကောင်းတစ်ယောက်ကနေပြီးတခိုးလို့သမုတ်ခံရတခိုးဆိုတဲ့ဘဝရောက်သွားပြီ
ဓမြဆိုတဲ့ဘဝမှာရောက်သွားပြီဘယ်သူကပေးလိုက်တဲ့နာမည်လဲဆိုရင်လောဘကပေးလိုက်တဲ့နာမည်ပဲအကယ်၍ဒါသူများပစ္စည်းလိုချင်တဲ့လောဘမျိုးမရှိဘူးဆိုရင်သူဒီတကိုးရမြဖြစ်မရောက်နိုင်ဘယ်နည်းနဲ့မှမရထို့တူပဲမောဟဆိုတဲ့ဘာဝတရားရှိသူကရင်ရင်ကလေးရဲ့မောဟဆိုတာတွေ့ဝေးနေတာဘာမှပြဿနာမရှိဘူးလို့ထင်တယ်မောဟကကိုပြဿနာကြီးတယ်သူလုံးတဲ့နာရဲ့မလုံးတဲ့နာရဲ့သူမသိဘူးမသိတော့ဘာတွေဖြစ်တယ်ဆိုမလုံးတဲ့နာတွေလုံးတယ်လုံးတဲ့နာကြတော့မလုံးတော့အဲ့တော့မလုံးတဲ့နာကိုလုံးလို့ရှိရင်အပြစ်ဖြစ်တယ်လို့ပဲလုံးတဲ့နာကိုမလုံးနဲ့နေလို့ရှိရင်အပြစ်ပဲတူတူပဲအဲ့ဒီနှစ်ခုလူတွေကတော့ထင်ကြတယ်ဒီလူကမလုံးတဲ့နာတွေလုံးတာကိုမလုံးတဲ့နာကိုလုံးရင်ကအပြစ်လို့ထင်နေကြတာလုံးတဲ့နာမလုံးလို့ရှိရင်လည်းအပြစ်ပဲဆုံးရှုံးနေတာကအတူတူပဲအဲ့ဒါဘုကြောင့်ဒီလိုဖြစ်ရတာလို့ဆိုမောဟကြောင့်ဖြစ်မလုံးတဲ့နာကိုလုံးတယ်လုံးတဲ့နာကိုမလုံးလုံးသည့်အတွက်ကြောင့်ဆုံးရှုံးနေတာမှုတွေညောင်ရစွာဖြစ်လာတယ်ကဲစဉ်းစားကြည့်လိုက်တဲ့အခါကျတော့ဟောဒီလောဘတို့ဒေါသတို့မောဟတို့ဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့သဘာဝတရားတွေဟာကုသိုလ်လားအကုသိုလ်လားလို့ကိုယ်ကိုစမ်းစစ်ကြည့်ကုသိုလ်ဆိုတာကောင်းကျိုးချမ်းသာတွေကိုပေးတဲ့သဘောတရားအကုသိုလ်ဆိုတာမကောင်းကျိုးကိုပေးတဲ့သဘောတရားမကောင်းကျိုးဆိုတာကိုယ့်ရဲ့တဏ္ဍာမှာ problem တွေဖြစ်စေတယ်တယောက်နဲ့တယောက်တော့မတူဘူး problem မျိုးမျိုးတက်စေတယ်အဲ့တော့အခြေထုတ်ကြည့်လိုက်တဲ့အခါကျတော့ကောင်းကျိုးပေးတာလို့မရှိမကောင်းကျိုးတွေကြီးပဲပေးတာလောဘကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်ဒေါသကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်မောဟကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်ဒါကြောင့်မို့လို့အကုသိုလ်အပြစ်ရှိသလားအပြစ်ကင်းသလားလို့ဆိုရင်ဖြစ်ဆိုတာသူများတွေကရှုတ်ချရမလားပြဿနာကိုမဖြစ်စေဘူးလားဖြစ်စေတဲ့တရားတွေကြည့်တယ်ဒါကြောင့်မို့လို့ပြစ်ရှိတယ်ပညာရှိတွေကကဲ့ရဲ့ရှုတ်ချရမယ့်တရားလားပညာရှိတွေကချီးမွမ်းတဲ့တရားလားဆိုတော့တကယ်ပညာရှိတွေကရှုတ်ချတဲ့တရားတွေဒါတွေကမကောင်းဘူးလို့ရှုတ်ချတဲ့တရားတွေရှိတယ်အဲ့ဒီတရားတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တယောက်ဒီကောင်းကျိုးချမ်းသာရသလားဆိုရင်မရဘူးဆင်းရဲဒုက္ခတွေလည်းရတယ်ဒါလက်တွေ့ကိုယ်ကိုယ်တိုင်စဉ်းကျင်စဉ်းစားလို့ရတယ်ပေါ်မှာအဖြေထုတ်တယ်ဒီနေရာမှာ tradition နဲ့ဆုံးဖြတ်တာမဟုတ်ဘူးเนาะစာပေကျမ်းဂန်နဲ့ဆုံးဖြတ်တာလည်းမဟုတ်ဘူး logic နည်းနဲ့တွေးပြီးပြောတာလည်းမဟုတ်ဘူးလက်တွေ့နည်းနဲ့ပြောတာခုနပြောတဲ့ inference ဆိုတဲ့အနုမာနလည်းမဟုတ်ဘူးကိုကြိုက်လို့ပြောတာလည်းမဟုတ်ဘူးမှတ်သားထိုက်တယ်ဆိုတဲ့အချက်ကြောင့်လည်းမဟုတ်ဘူးဆရာကြီးရဲ့စကားပဲဆိုတာလည်းမဟုတ်ဘူး tradition နဲ့မဆိုင်ဒါကြောင့်အမှန်တရားဆိုတာခုနပြောတဲ့ tradition တွေတို့ report တို့ ERC တို့ဒါတွေနဲ့ဆုံးဖြတ်ရမယ့်ဟာတွေမဟုတ်ဘူးတဲ့ကိုယ်တိုင်လက်တွေ့နဲ့ဆုံးဖြတ်ပါမြတ်စွာဘုရားလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းတာတွေလုပ်ပြီးမယ်မလုပ်ဖို့ကအမှန်တမ်းအရေးကြီးတယ်လုပ်တယ်ဆိုတဲ့ကမှားရမှုတစ်ခုဖြစ်သွားကောင်းတယ်မကောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘာနဲ့ဆုံးဖြတ်ကောင်းတယ်မကောင်းဘူးဆိုတာကိုကြိုက်မကြိုက်နဲ့ဆုံးဖြတ်လို့မရဘူးကိုကြိုက်ရင်ကောင်းကိုမကြိုက်ရင်မကောင်းဘူးဒီလိုမဟုတ်ဘူးဓမ္မပဒမှာမြတ်စွာဘုရားကစံကလေးပေးတာမကောင်းဘူးဆိုတာဘာပြောတာလဲမကောင်းဘူးဆိုတာနတ္တံကမ္မံကတံသာတုယံကတ္တဝအနုတ္တပတိယတအတုလူခောရောဓံဝိပါကံပฏิတိမကောင်းတဲ့အမှုဆိုတာဘယ်လိုမှလဲယံကတ္တဝအနုတ္တပတိလုတ်ပြီးတဲ့နောက်ကျတော့မှားလိုက်လေခြင်းဆိုပြီးစိတ်ထဲနှလုံးထဲမှာပူလောင်စေတဲ့အလုပ်မျိုးတဲ့မကောင်းဘူး
တုတ်ပြန်လာတဲ့အကျိုးတရားကိုခံစားရတဲ့အခါမှာလည်းစိတ်မိတ်ပြီးတော့ငုံငုံယိုယိုနဲ့စိတ်မိတ်ပြီးတော့ခံစားရတဲ့အခါမျိုးဖြစ်ပေါ်စေတတ်တယ်အဲ့ဒါမှမကောင်းဘူးလေကောင်းမှုဆိုတာကြတော့ဘယ်လိုဟာတော့ဆိုတင်္စကမ္မံကတန္တာလူယံကတ္တဝနာလိတ္တပတိလုပ်ပြီးတဲ့နောက်မှာဘာမှမှားလိုက်တာလို့ပူပန်စရာမရှိဘူးတဲ့အဲ့ဒီအလုပ်မျိုးကကောင်းတဲ့အလုပ်ယတပတိတောသူမနောဝိပါကပတိတေဝတိအကျိုးတရားရောက်လာတဲ့အခါမှာလည်းဝမ်းမြောက်တဲ့တာပျော်ရွှင်စွာခံစားရတဲ့အခါမျိုးဒါကောင်းမှုဟောကောင်းမကောင်းနဲ့ကောင်းမှုနဲ့မကောင်းမှုမြတ်စွာဘုရားကအဲ့ဒါလိုစံထားပြီးတော့ဟောတာကာလမအယုဒ္ဓတွေမြတ်စွာဘုရားကကြည့်ကိုယ်ကိုယ်တိုင်လက်တွေ့ဆုံးကြတဲ့ဘယ်သူဟောတာမှန်တယ်ဘယ်သူဟောတာမှားတယ်လို့လုပ်နေတယ်ဒါတွေပစင်သားနဲ့လက်တွေ့နဲ့ဆုံးဖြတ်ဆိုတစ်ဖက်ကမြတ်စွာဘုရားဟောတယ်အေးလောဘနဲ့ဆန့်ကျင်မဲ့အလောဘဒေါသရဲ့ဆန့်ကျင်မဲ့အဒေါသမောဟရဲ့ဆန့်ကျင်မဲ့အမောဟအလောဘဆိုတာ generosity လောဘနဲ့ဆန့်ကျင်မဲ့သဘောတရားဆုံးလွတ်နိုင်တယ်ပေးကမ်းနိုင်တယ်တွေ့တာမှုမရှိဘူးအလောဘဆိုတဲ့အတွေ့အတာခင်းတဲ့သဘောကလေးဖြစ်လာပြီဆိုရင်စဉ်းစားကြည့်ပူပန်မှုကရောကြမတွေ့တာနဲ့အတိုင်းနဲ့မပူပန်ဘူးဆိုပါစို့ပစ္စည်းဥစ္စာကိုသိနှမျောတဲ့ပုဂ္ဂိုလ်နှမျောတဲ့ဆိုတာဘုပစ္စည်းလေးကိုစုံစုံမဲ့မဲ့နဲ့သိတွေ့တာတဲ့ပုဂ္ဂိုလ်နဲ့ဟိုပစ္စည်းပေါ်မှာအသုံးပြုအောင်တော့ပဲသိမတွေ့တာတဲ့ပုဂ္ဂိုလ်အဲ့ဒီနှစ်ခုဟာထိုပစ္စည်းကိုအကြောင်းပြုပြီးတော့တောကတွေ့တာတဲ့ပုဂ္ဂိုလ်ကတောကဖြစ်တယ်မတွေ့တာတဲ့ပုဂ္ဂိုလ်ကတောကမဖြစ်ဘူးအေးစီစီကမှမဖြစ်ဘူးသိတွေ့တာလုံးလို့ရှိရင်တောကဖြစ်တယ်မိခင်တွေထဲမှာလည်းသားသမီးတွေပေါ်မှာသိချစ်တဲ့ပုဂ္ဂိုလ်ကအတွေ့တာသိချီလို့ရှိရင်တောကပိုချီတချို့မိဘကမှန်တမ်းတော့ပဲသားသမီးတွေပေါ်မှာထားတဲ့မိခင်ဖခင်ဟာသိကြည့်တောကမဖြစ်ဘူး။ဩသူ့ဘာသူရဲ့အရွယ်ရောက်ပြီဆိုပြီးတော့ဖြေသိမ့်နိုင်တယ်။အေးအလောဘဆိုတဲ့ဒီသဘောတရားမိမိတဏ္ဍာမှာဖြစ်လာတဲ့တရားနဲ့ကောင်းတာတွေကိုစဉ်းစားတယ်အများကိုကူညီဖို့စဉ်းစားလာတယ်ပါဝါခြင်းကိုကူညီဖို့စဉ်းစားလာတယ်ဟောကောင်းတဲ့သဘာဝတရားတွေအဒေါသဆိုတာလေးပေါ်လာတာနဲ့တရားနဲ့မုန်းတိမှုဆိုတာမရှိဘူးအလုံးပေါ်မှာအကျိုးစီးပွားလိုလားတဲ့မေတ္တာဆိုတဲ့သဘောတရားလေးပေါ်လာတယ်အမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်မှာထာဝရငြိမ်းချမ်းတယ်ဒါကြောင့်မို့လို့မေတ္တာအကျိုး7မျိုးလို့မြတ်စွာဘုရားဟောတာလေနှလုံးသားထဲမှာအမုန်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာအစဉ်ထာဝရငြိမ်းချမ်းနေတဲ့အတွက်ကြောင့်ချမ်းသာအိပ်စက်ချမ်းသာလျက်တို့အိမ်မဆိုးကင်းစောင့်ရင်းနှံများလူသားလေးချစ်နာလေးချစ်ရဆိုတဲ့အကျိုးတရားရ။ဘာဖြစ်လို့ရတော့ဆိုသူကအေးစစ်ပြီးပဲလေအပူပင်သိမရှိသူများပေါ်မှာမုန်းတာတီးတာမရှိတဲ့အတွက်ကြောင့်သူစိတ်နှလုံးကအေးချမ်းနေတာအေးချမ်းနေတော့အိပ်စက်တဲ့ခါမှလည်းချမ်းသာတာပဲအိယာနိုးလာလည်းအမုန်းမရှိတဲ့အတွက်ကြောင့်ဘာမှဘယ်သူမှလည်းသူကမမုန်းဘူးဆိုတော့ဟောသူနှလုံးသားကအမြဲတမ်းအေးချမ်းအိမ်မဆိုးခင်အမုန်းတရားကင်းပြီးတော့ကြီးရင်အေးမြနေတဲ့နှလုံးသားပိုင်ရှင်စိတ်နှလုံးခြောက်ခြားဖွယ်ရာအိမ်မက်တွေဘယ်တော့မှနိုင်မဲရဆိုတာမမဲ့ဘူးဆောင်ခြင်းနာများလူသားလေးချစ်နာလေးချစ်ချစ်မှာပေါ့အမုန်းတရားမရှိတဲ့နှလုံးသားပိုင်ရှင်ရဲ့မျက်နှာမှာစင်ထာဝရကြီးပြီးတော့နေတာမုန်းတိမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြတော့အဲ့ဒီလိုမဟုတ်ဘူးဘေးကလူကကိုသိတာမျက်နှာကြည့်လိုက်တာ ਨੇ ဒါကြောင့်မို့အရက်ထဲပြောတယ်ပေါ့သူ့လုံးစားစားနေတာကြည့်နိုင်မယ်ဆိုပြီးမျက်နှာကတင်းမာနေတဲ့ပုဂ္ဂိုလ်ကြီးကြတော့ဟုတ်ကဲ့ဘာဝကျင်ကအလုံးနှစ်ယောက်ကိုမုန်းတယ်သူဘာဖြစ်လို့သူမျက်နှာကလည်းတင်းမာနေတာသူ
သူ့နှလုံးသားကလည်းရှင်နေအေးချမ်းမှုမရှိသည့်အတွက်ကြောင့်ဘယ်သူကမှမပြုံးနိုင်ဘူးမပြုံးနိုင်တဲ့အတွက်ကြောင့်သူကဆက်ဆံရေးတွေကြာချစ်ခင်တဲ့ပုဂ္ဂိုလ်တွေနေလာဒါမျိုးကအမြဲတမ်းဆက်ဆံပြီးတော့ထင်ရှားတဲ့ကိစ္စတွေဒီအရောဂဆိုတဲ့သဘာဝတရားဟာဒေါသကိုဖယ်ရှားပြနိုင်ပါတယ်အလောဘဆိုတဲ့သဘာဝတရားကလည်းလောဘကိုဖယ်ရှားပြနိုင်လောဘကိုဖယ်ရှားခြင်းလို့ရှိရင်အလောဘကိုထူထောင်ရကိုယ့်ရဲ့စိတ်ထဲဒေါသကိုအမုန်းတရားကိုဖယ်ရှားပြခြင်းလို့ရှိရင်လည်းအဒေါသဆိုတဲ့မေတ္တာတရားမိမိရဲ့နှလုံးသားထဲမှာတိဆောက်ရတယ်တိဆောက်ခြင်းဖြင့်သာဖယ်ရှားပြနိုင်ယောဂဖြစ်ရင်ဘာလို့ထိုယောဂပြောက်တဲ့ဆေးတောက်ရတယ်ပေါ့ဆေးကလာယောဂကိုဖယ်ရှားနိုင်တာတို့တူပဲသဘာဝတရားတွေမှာလည်းပဲအပြန်အလှန်နေရှိတယ်လောဘကိုဖယ်ရှားခြင်းအလောဘကိုတိဆောက်ရမယ်သူတို့နှစ်ခုကအလင်းနဲ့အပေါင်းလိုပဲတူတူမနေဘူးအမောင်ရှိနေအလင်းမရှိဘူးလင်းရှိနေအမောင်မရှိဘူးပြိုင်ဘူးမဖြစ်နိုင်ဘူးအလောဘဒီလောဘကိုဖယ်ရှားပြတယ်အဒေါသဆိုတဲ့မေတ္တာတရားဒီဒေါသကိုဖယ်ရှားပြတယ်အမောဟဆိုတဲ့ဉာဏ်ပညာဒီမောဟဖယ်ရှားပြနိုင်တယ်ဆိုတော့ဒီအလောဘအဒေါသအမောဟဆိုတဲ့သဘာဝတရားတွေဟာမိမိတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာဖြစ်လာပြီဆိုရင်ကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်စေအမောဟအတိတ်လိမ္မာဉာဏ်ပညာစသရရမှာအမောဟကနေမောဟကိုဖယ်ရှားပြလိုက်ရင်ထိုပုဂ္ဂိုလ်ဒီလှုပ်တဲ့မလှုပ်တဲ့ကိုရှင်းရှင်းကြီးမြင်လာမြင်ပြီးအတွက်ကြောင့်မလှုပ်တဲ့တာကိုသူရှောင်တယ်လှုပ်တဲ့တာကိုလှုပ်တယ်လှုပ်တဲ့တာလှုပ်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရတယ်မလှုပ်တဲ့တာကိုမလှုပ်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရတယ်။ဩဒါအမောဟရဲ့ဆိုင်တတ်တယ်။ဒါကြောင့်မို့လို့အလောဘအရောဂအမောဟဆိုတဲ့ဒီသဘာဝတရားတွေဟာဆိုးကျိုးကိုပေးတတ်တဲ့အကုသိုလ်လားကောင်းကျိုးကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်လားလို့ဆိုတော့ကုသိုလ်ပေါ့ကိုယ့်အကူစဉ်းစဉ်းစားကြည့်လိုက်ပညာရှိတွေကဲ့ရဲ့တဲ့တရားလားချီးမွမ်းတဲ့တရားလားဆိုတော့လူတွေကချီးမွမ်းတဲ့တရားပဲပညာရှိတွေချီးမွမ်းတဲ့တရားပဲလက်တွေ့လက်ခံကျင့်သုံးလိုက်မယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေရစေနိုင်တဲ့တရားတွေပဲလို့ဆိုတော့အဲ့ဒီဆုံးဖြတ်ချက်ဒီ tradition နဲ့လည်းမဆိုင်ဘူး PRC ဆိုတဲ့သင်ညာစကားနဲ့လည်းမဆိုင်ဘူးပရမရာဆိုတဲ့ tradition နဲ့လည်းမဆိုင်ဘူး ETP ဆိုတဲ့ report နဲ့လည်းမဆိုင်ဘူးပိဋကသံပဒါနလို့ခေါ်တဲ့စာပေကျမ်းဂန်နဲ့လည်းဆိုင်တာမဟုတ်ဘူးစာရဲပါလို့ဆိုတာနဲ့လည်းမဟုတ်ဘူး logic နည်းနဲ့စဉ်းစားဆင်ခြင်တာလည်းမဟုတ်ဘူးအနုမာနနည်းနဲ့စဉ်းစားဆင်ခြင်တာလည်းမဟုတ်ဘူးအကြောင်းကျိုးဆင်ခြင်ပြီးတော့အကြောင်းပြတာလည်းမဟုတ်ဘူးတကယ်ကိုသဘာဝကိုယ်ကကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တဲ့သိတာတဲ့အချက်ပဲဒီပဲဖြစ်ပါလေအဲ့ဒါမျိုးကြတော့မြတ်စွာဘုရားကကြည်ကာလမယောကလူတွေကာလမကေတဗုဒ္ဓယောကလူတွေကာလမမျိုးသားတွေတန်တရားဖြစ်နေတာကိုယ့်ဟာကိုယ်ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပြီးလောက်ရမှာပါလဲလို့ဆိုရင်မကောင်းဘူးလို့သိရင်ဆုံးပယ်ကောင်းတယ်လို့သိရင်လက်ခံကျင့်သုံးဒါကိုလိုရမယ်လို့ပဲမြတ်စွာဘုရားကရွေးချယ်ရမယ့်လမ်းလေးကိုကာလမအမျိုးသားတွေကိုလမ်းညွှန်ချက်ပေးနေတာအမှန်တရားကိုရှာတဲ့အခါမှာPRC ဆိုတဲ့စင်ညာစကားနဲ့လည်းမရှာနဲ့ tradition ဆိုတာနဲ့လည်းမရှာနဲ့စာပေကျမ်းဂန်နဲ့လည်းမရှာနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ရှာဒါမြတ်စွာဘုရားလမ်းညွှန်တယ်ဆရာစကားဆိုပြီးတော့လည်းလက်ခံမထားနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ရှာလိုက်လို့အဖြေထွက်လာနိုင်မယ်အဖြေကဘာထွက်တုံးဆိုရင်မကောင်းဘူးလို့ဖြေထွက်ရင်ချက်ချင်းဆုံးယောဂလူတွေကအဲ့လိုမဟုတ်ဘူးလေမကောင်းမှန်းတော့သိတာပဲဒါလေးကတို့ရဲ့ tradition ပဲဟောအစွမ်းနိုင်ဘူးဘုရားမြတ်ဒါတို့ tradition အစင်လာယုံကြည်ချက်ကြီးဒါကတော့စာရဲပါလာဒါလေးကတော့
ယုတ်တိရှိတာပဲကြောင်းကျိုးညီညွတ်တာပဲဆိုပြီးတော့လက်ခံတာရသော်ဗျာအဲ့လိုမဟုတ်ဘူးမမှန်ဘူးမကောင်းဘူးလို့သိလိုက်တာတဲ့ကြိုင်နဲ့ဆောက်လိုက်ပါအေးကောင်းတယ်လို့သိလို့ရှိရင်လက်ခံချက်တော့မှာနောက်နေ့ကြကြနေပါနဲ့ဟောလူတွေကတော့အဲ့လိုမဟုတ်ဘူးကောင်းမှတော့ပြီးတယ်ကောင်းမှတော့ပြီးရှင်းသုံးဖို့ကျတော့လက်တော့နေတာမြတ်စွာဘုရားလမ်းညွှန်ချက်ကအမှန်တရားကိုရှာဝေပြီးတွေ့လာလို့ရှိရင်မှန်မှန်သိရင်ချက်ချင်းဆုံးမှန်မှန်သိရင်ချက်ချင်းလက်ခံပြီးရှင်းသုံးဖို့ဒါလူတယောက်အတွက်ကိုယ်တူဒီအတွက်ဒါလုံလောက်နေသူကမြတ်စွာဘုရားကာလမတုံမှာဆက်ဟောတယ်လူဆိုတာတဲ့တယောက်တည်းနေတာမဟုတ်ဘူးအနည်းဆုံးမိသားစုနဲ့နေတာဆွဆိုင်ရမည်ရှိကိုယ်မိသားစုရှိတယ်လို့ပတ်ဝန်းကျင်ကဆွေမျိုးသားချင်းတွေရှိတယ်မိတ်ဆွေသင်္ကားတွေရှိအပေါင်းအသင်းနဲ့နေတာရက်ွက်ချက်အပေါင်းအသင်းနဲ့နေတဲ့အခါကျတော့ဘယ်လိုနေရမလဲဆိုတဲ့လမ်းညွှန်ချက်ကိုမြတ်စွာဘုရားဒီတုတ်တန်မှာဆက်ပြီးတော့ဘယ်လိုနေရမလဲလို့ဆိုရင်အပေါင်းအသင်းနဲ့မှနေလို့ရှိရင်လူတွေကြားထဲမှာနေအမုန်းတရားကိုဖယ်ရှားပြပြီးကိုယ် society member တွေရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်အများကောင်းကျိုးကိုမှဆောင်ရွက်မယ်ဆိုတဲ့စိတ်လေးမွေးထားပါအဲ့ဒါကိုမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာတရားနဲ့ society မှာနေပါလို့ပြောတယ်အဲ့ဒီလိုမေတ္တာတရားနဲ့နေတဲ့အချိန်မှာဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့လာတယ်ဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီဒုက္ခကလွတ်ရလွတ်ကြောင်းဝိုင်းဝန်းကူညီဖြေရှင်းပေးပါကရုဏာတဲ့အဲ့ဒါsociety ထဲမှာတချို့ကအောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့လိုအောင်မြင်ကြီးပွားလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဝမ်းမြောက်လိုက်ပါတဲ့ appreciate it try သဘောပေါက်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပါမဖြစ်ရင်ဘာဖြစ် jealousy ဖြစ်မနာလိုဝန်လိုမှုတွေဖြစ်လာမေတ္တာမထားနိုင်ဘူးဆိုလို့ရှိရင်အမုန်းတရားတွေကိုယ့်ရဲ့နှလုံးသားထဲမှာရောက်လာတာနဲ့တရားနဲ့တကျဉ်းသားတရားဆိုတာမလာတော့ဘူးကြီးပွားလာတဲ့ပုဂ္ဂိုလ်နဲ့တွေ့လည်းပဲဝမ်းသာမှုဆိုတာမဖြစ်ဘူးမဖြစ်ရင်စီလုံးညီညွတ်ရေးဆိုလို့မများနိုင်ဒီကနေ့ကမ္ဘာလောကလူတွေမှာမေတ္တာကရုဏာမုဒိတာဒီတရားတွေမပွားများပဲနဲ့ကမ္ဘာကြီးငြိမ်းချမ်းရေးကိုရှားနေဘယ်တော့မှမတွေ့နိုင်ဘူးကမ္ဘာငြိမ်းချမ်းရေးမပြောနဲ့မိသားစုလည်းတော့ငြိမ်းချမ်းရေးမတွေ့နိုင်ဘူးဒီတရားမပါပဲဒီတရားပါမှသာလေစိတ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာရနိုင်တယ်ကိုယ်ကိုယ်တိုင်းကိုကပထမငြိမ်းချမ်းကိုယ်ကိုယ်တိုင်းငြိမ်းချမ်းရင်ပါလို့ဆိုရင်ပါဝန်းကျင်ကပုဂ္ဂိုလ်ရဲ့အကျိုးကိုလိုလားပါမေတ္တာဆင်းရဲဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကိုကူညီပါကရုဏာချမ်းသာလာတဲ့ပုဂ္ဂိုလ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါမုဒိတာကဲလူလောကဆိုတာချမ်းသာတာလည်းဒုက္ခနဲ့တူပဲဆင်းရဲတာလည်းဒုက္ခနဲ့တူပဲစိတ်လှုပ်ရှားမှုကင်းကင်းနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့ဆိုရင်တော့ဥပေက္ခရဲ့သဘောတရားကမြန်မာလူမျိုးတွေမှာဥပေက္ခကိုအဓိပ္ပာယ်ကောက်လွဲနေသူကသိပြီးမော်မြတ်တယ်မေတ္တာလည်းအစပါပဲကရုဏာလည်းတာတယ်မုဒိတာလည်းတာဥပေက္ခဆိုတဲ့သဘောတရားကလူဆိုတာဒုက္ခနဲ့သူဖြစ်တာဆဲသွားရင်လည်းငါဆဲရမလားလို့စိတ်မဆိုးဥပေက္ခပါလာရောက်ပြီးတော့ချီးမွမ်းပြီးတော့အကူကြီးပေးတယ်။အော်ဒီကောင်ကတော်တယ်ငါ့ဘုံမှာချီးမွမ်းပေါ်ရတယ်။ငါ့ကိုကူကြီးပေါ်ရတယ်ဆိုပြီးတော့လည်းဝမ်းမသာဘူး။ဆိုလိုတာကစိတ်ဓာတ်အလွန်တည်ငြိမ်တဲ့ပုဂ္ဂိုလ်အနေအထားမျိုးကိုဥပေက္ခလို့ခေါ်တာ။စိတ်ကဒါတည်ငြိမ်တယ်။စိတ်ဓာတ်သာတည်ငြိမ်တာလောက်ဆရာရှိတာသူကလောက်တယ်။ဆိုပါတော့တတော်ကတူအကူကြီးလိုနေတယ်တရားကဆဲပြီးတော့ခိုင်းစိတ်မဆိုးလုပ်ပြီး
တရားကချော့ပြီးတော့ခိုင်းဝမ်းတာလုတ်ပြီးအဲ့ဒါဥပိ္ပခာဝမ်းတာတယ်လို့စိတ်ဆိုးနေတယ်လို့ဆိုတာကစိတ်ဟာ balance မရှိတော့တည်ငြိမ်မှုမရှိတည်ငြိမ်မှုမရှိတဲ့သဘောကိုပြဥပိ္ပခာမှာတည်ငြိမ်မှုမရှိဘူးဆိုတာမရှိဘူးဒါကြောင့်ဥပိ္ပခာကိုဘာသာပြန်တဲ့အခါကျတော့ equanimity လို့ပြန် calmness mental calmness စိတ်ဓာတ်တည်ငြိမ်နေစိတ်ဓာတ်တည်ငြိမ်နေတာတော့အခုမြန်မာတွေကဘယ်လိုလေးပဲကောက်လဲဆိုလို့ရှိရင်ဥပိ္ပခာဆိုတာကိုယ်နဲ့မတည့်တဲ့လူဒီကောင်မခေါ်မပြောနေလိုက်ဥပိ္ပခာပြုခါခေါ်မပြောသူစကားလည်းပြောဘာမှမလုပ်တာဥပိ္ပခာမပြုလို့ဟုတ်အဲ့ဒီဥပိ္ပခာတမျိုးအဲ့ဒီမုံမြတ်တဲ့ဟာမဟုတ်မုံမြတ်တဲ့ဥပိ္ပခာဆိုတာသူလုံးတာကိုခယူးဆိုင်ပြီးတော့မတည်ဘူးလုံးတဲ့နာလုံးဒါမှတကယ်ဥပိ္ပခာဆဲလည်းခယူးမဆိုင်ဘူးလုံးတဲ့နာလုံးပဲနော်ချင်းဝါနေရင်လည်းခယူးမဆိုင်ဘူးလုံးတဲ့နာလုံးလုံးတဲ့နာကိုလုံးပြီးစိတ်ဓာတ်ကတော့တည်တည်ငြိမ်ငြိမ်ထားတယ်အဲ့ဒါမှတကယ်ဥပိ္ပခာလုံးတဲ့နာလုံးပါဆိုလိုတာကဥပိ္ပခာဒီတတ္တဝါတွေကိုလိလိရှုတာမဟုတ်ဘူးပုဂ္ဂိုလ်ကိုလိလိရှုတာမဟုတ်ဘူးတဲ့ပုဂ္ဂိုလ်လုံးတဲ့အပြုအမူကိုလိလိရှုတယ်သူပြောချင်တာတွေပြောပါစေဒီမဆိုင်ဘူးငါလုံးတဲ့နာငါလုံးပါမယ်အဲ့ဒါမှဥပိ္ပခာရသော်ဘုရားရှင်ကိုယ်တော်မြတ်ကကြည့်လေဝတ္တကေဒေဝတ္တတိသသောရိအင်္ဂုလိပါလေဝတ္တကေဒေဝတ္တတိရသော်ဘုရားကိုတတ်ဖို့ကြိုးစားတဲ့ဒေဝတ္တသောရိအင်္ဂုလိပါလေကြီးနောက်ကဓာကြီးနဲ့ခုတ်လို့လိုက်တဲ့အင်္ဂုလိပါလေဓနပါဠဆိုတဲ့နာလာဂီရိစင်ကြီးထိုးတယ်လို့လာတဲ့နာလာဂီရိစင်ကြီးရာဟုလာသားတော်အဲ့ဒီ၄ယောက်အပေါ်မှာစိတ်ဓာတ်အတူညီအောင်ထားနိုင်တယ်ဆိုရင်စဉ်းစားတာရှိတယ်ဘုန်းကြီးတို့တည်းထားနိုင်မှာထားတယ်ပါတဏှီတဲ့ကိုစိတ်ထားနိုင်တယ်အဲ့ဒါဥပိ္ပခာကိုခေါ်တယ်ခွဲခြားပြီးတော့မမြင်တော့ဘူးတတ်ဖို့ဓာချမ်းပြီးတော့လိုက်နေတဲ့အိန္ဒိမာလာနဲ့သားတော်ရာဟုလာနဲ့ခွဲခြားပြီးမမြင်ဘူးတူတူပဲထားနိုင်စိတ်ဓာတ်တည်ငြိမ်နေဘာကြောင့်လို့မြတ်စွာဘုရားစိတ်ဓာတ်တည်ငြိမ်လို့ဆိုဘုရားကလောဘမှာမရှိတာဒေါသမှာမရှိတာဘယ်လိုက်တယ်ဆိုတာလောဘတို့ဒေါသတို့ဘယ်လိုက်တာလောဘဒေါသမောဟကဘယ်လိုက်တာလောဘဆိုရင်ဘယ်လိုက်ပြီသံဃာကတိဒေါသဆိုရင်လည်းဘယ်လိုက်ပြီဒေါသကတိအမှန်မသိရင်လည်းဘယ်လိုက်တယ်မောဟကတိကြောက်လို့ဘယ်လိုက်တယ်ဒေါသကတိပဲဘယ်ရာကတိဟောအဂတိ၄ပါးဆိုဒီမှာလောဘဒေါသမကင်းတဲ့ပုဂ္ဂိုလ်တွေမှာလောဘဒေါသရဲ့ရိမ့်ရိုင်မှုလို့ဆိုပါတယ်လောဘဒေါသကင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ငြိမ်နေပြီ balance ဖြစ်နေပြီ equanimity အမြဲတမ်းတိမှတ်တည်ငြိမ်နေတာဟိုဘက်အစွန်ဒီဘက်အစွန်လှုပ်ရှားရင်းရခြင်းမရှိဘူးတိမှတ်တည်ငြိမ်သွားတာအဲ့ဒီလိုဖြစ်အောင်မေတ္တာကရုဏာမုဒိတာဆိုတဲ့တရားတွေပွားများပြီးတဲ့အခါအဆင့်အမြင့်ဆုံးဖြစ်တဲ့ဥပိ္ပခာတရားကိုပွားရတယ်အဲ့ဒီလိုဥပိ္ပခာတရားပွားလိုက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ကတကယ်သူတော်စင်ဖြစ်သွားအလွန်မြင့်မြတ်သွားပြီကြည့်လေမေတ္တာဆိုတဲ့နှလုံးသားကနည်းနည်းစိတ်လှုပ်ရှားမှုရှိမငြိမ်ဘူးသူကအကျိုးစီးပွားတွေတတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့သူကလှုပ်ရှားမှုတွေရှိကရုဏာနဲ့ကနာတဲ့စိတ်ဆိုတော့စိတ်လှုပ်ရှားမှုကလေးတစ်ခုမုဒိတာကလည်းဝမ်းသာတာဆိုစိတ်လှုပ်ရှားမှုကလေးတစ်ခုငြိမ်းတာမဟုတ်ဘူးအဲ့ဒါတွေကတေချာစဉ်းစားကြည့်ပေါ့ကိုယ်စိတ်လေးကိုဝမ်းသာနေတာရဲ့စိတ်ဒီတဏှာနေတဲ့စိတ်ရဲ့ဝမ်းသာနေတဲ့စိတ်ရဲ့ဖြစ်တဲ့အခါမှာဘယ်လိုနေတော့စိတ်ငြိမ်းချမ်းမှုမရှိဘူးလှုပ်ရှားမှုလေးတွေနဲ့ပါ emotion တွေရှိတယ်ဥပိ္ပခာကျတော့ emotion ဆိုတာလုံးဝမရှိတော့ဘူး balance ဖြစ်နေငြိမ်းနေအဲ့ဒီလိုငြိမ်းနေတာကပို့ပြီးတော့ဆင်တန်းမြင့်နေတယ် society မှာနေတဲ့အခါမှာအဲ့လိုမေတ္တာကရုဏာမုဒိတာဥပိ္ပခာနဲ့နေပါရ
မြတ်စွာဘုရားကရွေးချယ်ရမယ်လမ်းတစ်ခုဒါဘယ်တရားဘယ်ဘာသာလို့ပြောတာမဟုတ်ဘူးလူတိုင်းကျင့်သုံးနိုင်တယ်တရားကြီးရှိတဲ့ထားတယ်နော်မှန်ပါဗျာကဲနောက်တစ်ခုမြတ်စွာဘုရားဟောတဲ့နေရာမှာခုနကအမှန်တရားကိုရှာဖွေပြီးပေးတယ်ကိုယ်ပိုင်ဉာဏ်နဲ့ရှာလို့အဖြေတွေ့တယ်မကောင်းဘူးလို့အဖြေတွေ့ရင်ပဲကောင်းတယ်လို့အဖြေတွေ့ရင်ကျင့်သုံးsociety မှာနေတဲ့အခါမှာမေတ္တာကရုဏာမုဒိတာဥပေက္ခာနဲ့နေဘဝကိုယ့်ဘဝခရီးလျှောက်ဖို့ရတယ်ဒါလုံလောက်လူတယောက်ပဲလုံလောက်ဒါပေမဲ့ပြဿနာလေးတစ်ခုကကျန်နေတယ်မဖြေရှင်းနိုင်တဲ့ပြဿနာတစ်ခုကျန်နေတယ်ဘာကျန်နေတော့ဆိုဘုန်းကြီးတို့တွေစဉ်းစားကြည့်နောက်ဘဝဆိုတာတို့ဖြစ်တော့မှာဘယ်လိုလဲကြည့်ကြတယ်သိပ္ပံလည်းလက်တွေ့ကြလို့ရနာမဝါဆိုတာရှိတယ်မရှိတချို့ကမရှိဘူးဟောတယ်တချို့ရှိတယ်ပေါ့ဘာသာတရားတွေမှာနော်တချို့ဘာသာနာမဝါရှိတယ်တချို့ဘာသာနာမဝါမရှိဘူးကဲရှိတယ်မရှိဘူးကိုယ်လည်းသိချင်တယ်ဘာလို့လဲကဲတချို့ဘာသာပြောတဲ့အကုသိုလ်ကိုလုပ်ထားတဲ့အကုသိုလ်တွေကကိုခံရမယ်လို့ပြောတချို့ဘာသာကြတော့ကိုခံကြမလို့ထာဝရဘုရားရှိလူထောက်ပြီးတော့တောင်းပန်နိုင်လို့ရှိရင်အကုသိုလ်တွေကဆင်းဆိုတာတရားအကုန်လွတ်သွားအဲ့ဒါလို့ကွဲလွဲချက်တွေရှိနေတဲ့အတွက်ကြောင့်မိမိတို့ကိုယ်ပိုင်ဉာဏ်နဲ့ခုနကလောဘဒေါသမောဟအလောဘအဒေါသအမောဟကိုတွေးတောဆင်ခြင်လို့ဆင်ခြင်သုံးသပ်လို့ရတဲ့အဖြေမျိုးရနိုင်ပါမလားရနိုင်ဘူးနော်တကယ်လို့ဘဝနောက်ဘဝကိုလွတ်ပြီးတော့ဖြေရှာမယ်နောက်ဘဝဖြေဖို့မှလားမဖြစ်ဘူးကိုလုပ်ပြတဲ့အကုသိုလ်တွေအကျိုးခံရအောင်မှလားမခံဘူးလားအကုသိုလ်တွေကအကျိုးပေးတယ်လားမပေးဘူးလားဆိုတာဒီနဲ့ပတ်သက်လာလို့အဖြေမထုတ်နိုင်ဘူးလေအဲ့ဒီလိုအဖြေမထုတ်နိုင်တဲ့အခါမှာမြတ်စွာဘုရားတေချာတာလို့ဆိုပြီးတော့မှအဖြေမထုတ်နိုင်တဲ့ဟာကြတော့တေချာတဲ့လမ်းကိုရွေးခိုင်းတာဘယ်လိုရွေးမလို့ကဲကောင်းပြီငါဒီဘဝလူတော်လူကောင်းဖြစ်အောင်နေလိုက်လူတော်လူကောင်းဆိုတဲ့စံနဲ့ကတ်ဒီဘဝလူတော်လူကောင်းဖြစ်အောင်နေလိုက်လူတော်လူကောင်းဖြစ်အောင်နေလိုက်လို့ရှိရင်နောက်ဘဝရှိတယ်ဆိုရင်လည်းပဲ okay ပဲနောက်ဘဝငါကောင်းတဲ့ဘဝရောက်နောက်ဘဝမရှိဘူးဆိုလည်း okay ပဲပါလို့လူကောင်းအောင်ဖြစ်သွားကဲတစ်ခါစလုံးမကောင်းဘူးလားကောင်းပါတော့ဒီဘဝမှာကိုယ့်ကိုလူတော်လူကောင်းဖြစ်အောင်လုပ်ခြင်းဖြင့်နောက်ဘဝရှိရင်လည်းကောင်းတဲ့ဘဝရောက်ဖို့သိကြတယ်နောက်ဘဝမရှိဘူးဆိုလည်းငါဒီဘဝလူကောင်းပဲဟောနှစ်ဖက်ကောင်းတဲ့ညီကိုကြွေးကဲအကုသိုလ်တွေတချို့ကအကျိုးပေးတယ်လို့ပြောတယ်တချို့ကလည်းconfession လုပ်လိုက်ရင်အကုသိုလ်ကအကျိုးမပေးဘူးလို့ပြောတယ်ဘယ်ဟာကမှန်မလို့ကိုယ်ဆုံးဖြတ်တယ်မဆုံးဖြတ်နိုင်လို့ရှိရင်တေချာတာတော့အကုသိုလ်ဘယ်လိုပဲနေလိုက်ပေါ့လေဟုတ်တယ်မဟုတ်သူကပဲသူများဆက်တတ်လို့ရှိရင်ငယ်ကြီးတယောက်ကမကြည့်ဘူးပြောတယ်ဆိုတော့ကဲမတတ်ဘဲနေလိုက်တော့မတတ်ဘဲနေလိုက်တော့အားဖြင့်ကိုယ့်ကဒီဘဝမှာလည်းချမ်းသာတာနေရတယ်အကုသိုလ်ကအကျိုးပေးတယ်ဆိုရင်လည်းကိုယ်ကမတတ်သည့်အတွက်ကြောင့်အကျိုးပေးစရာမရှိဘူးဒီအကုသိုလ်ဆိုတာမရှိပါဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ရတယ်ကိုယ်ကလုံးဝမလုပ်တာတော့မလုပ်ချင်းကြောင့်လည်းကိုယ်မှမရှိဘူးအကျိုးမပေးခြင်းကြောင့်လည်းကိုယ်မှမရှိဘူးဆိုတော့နှစ်ဖက်နှလုံးကောင်းသွားဟုတ်တယ်မဟုတ်အကုသိုလ်ကိုယ်ကိုယ်တိုင်ကလုပ်မှမလုပ်တာမလုပ်သည့်အတွက်ကြောင့်အကုသိုလ်ကအကျိုးပေးတယ်ဆိုလို့ရှိရင်ကိုယ်ကမလုပ်သည့်အတွက်ကြောင့်အကျိုးပေးပါဘူးတချို့ပုဂ္ဂိုလ်တွေအကုသိုလ်ကအကျိုးမပေးပါဘူးအကုသိုလ်ဆိုတာမရှိဘူးဆိုလို့ရှိရင်အကုသိုလ်မရှိဘူးဆိုရင်ပုံမှန်ကြတာတော့ကိုယ်ကိုယ်တိုင်လည်းလုပ်လည်းမလုပ်ဘူးမရှိလည်းမရှိဘူးဆိုတစ်ခါတော့မကောင်းဘူးလားအဲ့ဒါကာလမတုံမှာမြတ်စွာဘုရားကဘဝခရီးမှာရွေးချယ်ရမယ်လားမြတ်စွာဘုရားကငါတရားကောင်းတယ်လို့မဟောဘူးဘဝခရီးလျှောက်တဲ့အခါမှာတန်တရားဖြစ်เสียကြုံလို့ရှိရင်ဒီလမ်းကနေရွေးချယ်ပြီးတော့ရှားအောင်လို့ပြောအဲ့တော့ဘဝမှာဘာမှစလို့စလောင်ဖြစ်နေเสียမလိုဘူး
အခုမြတ်စွာဘုရားခင်းပြီးတော့ပြီးတော့ဩဝါဒလမ်းကြောင်းတိုင်ရှောက်လို့ရှိရင်တို့ဟာငရဲကြီးတယ်လားငရဲမကြီးဘူးလားငါလောက်ကောင်းမလားမလောက်ကောင်းဘူးလားမေးကြဘာမှမလုပ်တော့ဟုတ်ကဲ့လောက်ကောင်းမလားမလောက်ကောင်းဘူးလားနဲ့မေးကြတယ်ဘာမှမလုပ်ဘူးအပြစ်ဖြစ်တာဆိုရင်မလောက်ကောင်းမလောက်ရဘူးသိနေလောဘဒေါသမောဟနဲ့ဆိုရင်ကောင်းအလောဘအရောဓအမောဟနဲ့ဆိုရင်ကောင်းတယ်လောက်ကောင်းလောက်ကောင်းအဲ့ဒီနဲ့သူကရှိနေပြီတဘာဝပဲမြတ်စွာဘုရားဟောတာတဘာဝကိုဟောတာမိဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း2500လဲပူတာပဲဒီကနေ့လဲပူတာပဲနောက်လဲပူအောင်ပါပဲဘယ်သူကင်ကြီးကတော့လောက်ပါပဲပူစေမှာပဲမြတ်စွာဘုရားဟောတဲ့ဓမ္မဆိုတာ natural law the law of nature ဘယ်သူမှပြောင်းလဲပြစ်လို့မရတဲ့တဘာဝတရားကြီးကိုမြတ်စွာဘုရား discover ဘုရားကတွေ့ဒီတရားဘုရားကခံစင်းတာခေါရမမြတ်စွာဘုရားဗုဒ္ဓအနေနဲ့ခံစင်းတာတခုမှမရှိဘူးတဘာဝတရားကိုသိမြင်တာတွေ့ရှိတာအဖြေတွေ့ရှိထားတာတဘာဝတရားတွေကိုသိအဲ့ဒီတွေ့ရှိချက်တရားဘုန်းကြီးတို့တွေလိုက်တာကျင့်သုံးဖို့ဆိုပြီးတော့ကာလမတုတ်မှာမြတ်စွာဘုရားကဟောကြားထားတာဖြစ်ပါတယ်အဲ့ဒီမြတ်စွာဘုရားဟောကြားတဲ့တုတ်တန်ကိုပဲရှင်းလင်းပြီးတော့ညမှာလို့ဘဝခရီးမှာရွေးချယ်ရမယ်လမ်းလို့အမည်ပေးပြီးတော့ဟောတဲ့တရားဒီနေရာမှာပဲတည်ဆုံးပြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့မြတ်စွာဘုရားရွေးချယ်ပေးတဲ့လမ်းကနေလျှောက်ပြီးတော့ငြိမ်းချမ်းသာယာတဲ့နောက်ဆုံးမှာအေးချမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်မှမြင်မောပြုနိုင်ကြပါစေကုန်သတည်း။သာဓုသာဓုတတဝါများစွာတတဝါများစွာအေးရန်กว่าအေးရန်กว่าချမ်းသာကြပါစေချမ်းသာကြပါစေဣဒ္ဓာယိချံဣဒ္ဓာယိချံသုံးငါဖြံသုံးငါဖြံဉာဏ်ကြပါစေဉာဏ်ကြပါစေသက်ရှိချမ်းသာသက်ရှိချမ်းသာစိတ်ချမ်းသာစိတ်ချမ်း